Hello အားလုံးပဲမင်္ဂလာပါရှင်အခုတော့ကျွန်မကိုပြန်မေးဖြစ်နေတဲ့မိကုန်းလေးတစ်ခုရှိပါရဲ့အထူးသဖြင့်အခုလိုမျိုး digital ခေတ်ကြီးရဲ့မှာပို့ပြီးတော့စဉ်းစားစရာဖြစ်လိမ့်မယ်လို့ထင်ပါတယ်ရှင်အဲ့ဒါဘာလဲဆိုတော့ငါတကယ်ပဲအဲ့ဒါကိုလိုချင်တာလားဒါမှမဟုတ်ငါမှရှိနေရအောင်တခြားသူတွေကိုမြင်စီချင်တာလားဒီနေ့လိုခေတ်ကြီးရဲ့မှာဖုန်းလေးတစ်ချက်ပို့လိုက်ရုံနဲ့သူများရဲ့လှပတဲ့ဘဝတွေအမိုင်းစား brand တွေတွားနေတဲ့နေရာတွေကိုအမြဲမြင်နေတွေ့နေရတာဆိုတော့တခါတလေကျမတို့လည်းအဲ့လိုမျိုးလေးတွေလိုချင်မိတတ်ကြတာတဘာဝပါပဲရှင်အခုလို digital ခေတ်ကြီးရဲ့မှာအမြင်လှဖို့ထက်အသုံးတဲ့ဖို့ကပိုပြီးတော့စိတ်ကောင်းမှုရှိလာပါတယ်ပစ္စည်းတစ်ခုခုကိုဝယ်ကန်နေဖြစ်ဖြစ်ရည်မှန်းချက်တစ်ခုကိုရှောက်လန်းကန်နေဖြစ်ဖြစ်ငါတကယ်ပဲအလိုရှိရလားဒါမှမဟုတ်သူများကြည့်လို့လှအောင်အထင်ကြီးအောင်လို့ပြချင်တာလားဆိုတော့ဒီကြောင်ခွဲခြားဖို့လိုအပ်လာပါရဲ့သူတစ်ပါးရဲ့ like တွေ comment တွေသူများစီရရရဲ့ attention ကျူးဆိုင်မှုအတိမဲ့ပြုမှုတွေနောက်ကိုလိုက်ရင်းနဲ့ပိုင်ဆိုင်ရလာတဲ့အရာတွေကရေရှည်မှာစိတ်ကြည်နမ်းမှုမပေးနိုင်ပါဘူးကိုယ့်ရဲ့ပြောရှိမှုကိုသူတစ်ပါးရဲ့အတိမဲ့ပြုမှုပေါ်မှာပို့အပ်မထားဘဲနဲ့ကိုယ့်ဘဝအတွက်တကယ်အတိတ်ပဲရှိမဲ့အရာတွေကိုရွေးချယ်တတ်မှုထားတတ်ဖို့လိုအပ်လာပါရှင်။ဒါကြောင့်ခဏလောက်စိတ်ကိုအေးထားပြီးတော့စဉ်းစားကြည့်ကြရအောင်နော်။ကျမတို့ကတခါတလေမှာကိုယ်တိုင်တကယ်မမျက်နှာရဲ့အရာတွေကိုလိုက်စူးစောင်းမိတတ်ကြပါရဲ့။ဒါအောင်ငါတကယ်ပဲအသုံးလို့လား။ဒါမှမဟုတ်ငါမှတားရှိနေရအောင်အခြားသူတွေကိုမြင်စေခြင်းတသက်ပဲလား။ဆိုရဲမိကုန်းကကိုပြန်လဲဆန်းစစ်ဖို့အကောင်းဆုံးမှတက်ချက်ပါပဲနော်ခေတ်ရည်စည်းကြောင်းရဲ့မြောက်ပင်မှုတွေအခြားသူရဲ့အထင်ကြီးအားကြမှုတွေလိုရာရဲ့စိတ်တွေကကိုယ့်ရဲ့ဆန္ဒအမှန်ကိုဖုံးကွယ်ထားတတ်ကြပါရဲ့အမှန်တကယ်ရောလေလောကမှာအဖို့တန်ဆုံးအရာကသူတစ်ပါးမျက်စိထဲမှာပြစရာမလိုပဲနဲ့ကိုယ်နှလုံးသားထဲမှာပဲတိတ်ဆိတ်အေးချမ်းနေတဲ့အရာမျိုးတွေပါပဲရှင်တန်မိုးဆိုတာအခြားသူရဲ့အမြင်မှာရှိနေရမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လိုအပ်ချက်အမှန်ပေါ်မှာပဲတည်ရှိနေပါရဲ့ရှင်။သူတစ်ပါးရဲ့အထင်ကြီးဖို့တတ်နဲ့ရှာဖွေရယူထားတဲ့အရာတွေကရင်ဘတ်ကိုလင်းလံစီုံကလွဲပြီးတော့ဘာမှတတ်နိုင်မှာဘူး။ဒါကြောင့်တစ်ခုကိုမပိုင်ဆိုင်ခင်မှာစိတ်ကိုအေးထားပြီးတော့မြည်ကြည့်ပါ။ဒါဟာငါနှလုံးသားတောင်းတရဲ့အရာလား။ဒါမှမဟုတ်ငါရဲ့မာနာကပြသခြင်းတဲ့အရာလားဆိုတာ။ကိုယ်ဆန္ဒစစ်ကိုတိမြင်ခြင်းကသာတင့်ကိုစစ်မှန်တဲ့လွတ်လပ်မှုစီကိုခေါ်ဆောင်သွားနိုင်မယ့်တောချက်လေးတစ်ခုပါပဲရှင်။အားလုံးပဲကိုယ့်ရဲ့စစ်မှန်တဲ့လွတ်လပ်မှုပျော်ရွှင်မှုကိုရှာဖွေနိုင်ကြပါစေရှင်။ဗီဒီယိုလေးကိုသဘောကျရင် like share လုပ်ပြီးဆက်လက်နားဆင်မှု subscribe လုပ်ပြီးထားကြပါဦးရှင်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။